ဘာမညူးလည်းမသိဘူးဟွာပါလေနေတာဘဲကဲပါခင်ဗျဟာရေးပြနေရမယ်မသိဘူးမန်နူးလေးတော့နဲ့ဖဲကြလေးပါတက်ပြီကြာဘယ်လိုဖွင့်ထားလဲမသိဘူးဒီမှာတစ်ခွဲပါသူတို့နေရာကတစ်ခွဲပါဒီနေရာကတစ်ခွဲပါโอเค I like it like tic-tac-toe. Every step we take is tic-tac-toe. I like you like tic-tac-toe. Every step we take is tic-tac-toe. လာတော့ပွဲမိုက်တယ်ပြောပြပါဦးဘာလို့လောက်လာလဲဘာလို့လောက်လာလဲဆိုတော့ကျွန်တော်တို့ဈေးစုသားပြီးတော့လောလိုက်နေတယ်တသားဝယ်တယ်တသားတော့ဒါ300 500ပေါ့900တသား900ပေါ့ရုံးလေးပြီးချိန်မယ်ညစပင်းစစ်တုံလေးပါမယ်ရုံးပြီးစိတ်မျိုးကောင်းမှုတော့ဆုံးသုံးရတယ်300တော့မှသူဘယ်ရောက်လဲယာတီယာလေးနဲ့ဖြစ်နေတယ်ဒီလေးနဲ့ဆက်ဆက်ရှောင်းတယ်ဒါပဲမိုက်တယ်ဟုတ်ပြန်ပေါ်လာရတယ်ချိန်တယ်โอเคညာကြီးကတော့ညှစ်ထားပြီးသားဒါပေမဲ့ဒိုးရင်ထပ်3ဆောင်နေရဆိုချိန်ပြီးတော့ထည့်ပြီးသားโอเคကွာကောင်းတယ်မင်းတို့လည်းချက်ထားတာငန်းစူးစမ်းထားတာဗောဘယ်သူလဲဘာတောင်းဝင်ယူသားလဲဒီထဲမှာအကုန်စုပြီးတော့ဈေးဝယ်ရအောင်စုပြီးမှချက်လာတော့တခြားတိုင်ပြီးတော့မှပေါ့နော်ဒီ line ဝါလေးဒီဟာလေးရှာပြီးတော့ရှာလို့အသားမဟုတ်တော့ဘောကောင်းတယ်ဝေးတယ်နော်ထိန်ပါရှိတယ်အောင် လေးဆက်တာဒီတော့မင်းကပွဲသိမ်းရတယ်ဟုတ်တယ်ငါကငါမဲနဲ့ရောက်ပြီးလိုရတာလေးပုံလို့လိုက်တာအဲ့ဒီမှာဝတ်သားတဲ့ပစုံနဲ့ဝယ်ပေါ့သူက90009000ဝယ်တော့ तू ကညနေကတော့ဝတ်သားဟင်းဦးစီးပြီးချက်တာမင်းကတော့ပစုံရေးချက်တာသူ့အိမ်မှာသူ့အိမ်မှာပစုံချက်ဝတ်သားချက်မေးချက်ပြရဟုတ်တရားပြပြပေးတာမေးရပြောပြပေးရသိကြလားသိကြတယ်โอเคမင်းကပစုံရေးချက်တာပစုံချက်တာဖေးပြဟုတ်ပါโอเคလိုချက်ထားရဆိုတဲ့အကြောင်းလေးပစုံဘယ်လိုချက်တာလဲဟာမေးတော့တရားနေရောတရားနေရောဘယ်လိုချက်တာလဲဆိုတော့အခုနေခွာတယ်ဟုတ်တာပေါ့ဆက်သွားတယ်နေခွာခေါင်းလေးခွာပဲအရင်ဆုံးခွာအခုနေမဟုတ်တော့အရသာမှုတွေနဲ့နေပြီးတော့အရင်ထားတာပြီးတော့မှမီးရပြက်ပြီးတော့ gas နဲ့ချက်တာချက်ပြီးတော့အဲ့တိုင်းလေးပဲထားတာမနေ့ကမှ9နာရီလောက်ပြန်နှင်းလာနှွေးလာโอเคကောင်းပါဟုတ်ဟောသားလေးပြောပါပဲကပြိုင်နဲ့နေတာပဲကပြိုင်နဲ့ရတာမဖြစ်နေတာနေပြီးဒီကနေ့မှထားတာဒီလောက်တော့မျိုးလုံးနဲ့မြင်ပြီးတော့ဟုတ်ပါဘူးဒီလိုပြောအဲ့ဒါကိုစက်သွန်နေပါလေထည့်တယ်ပြီးတော့ဝတ်သားကြီးချက်ပြီးတော့ဒီပဲထားတာလက်ကြောင်နှွေးပြီးတော့မှဝယ်ထည့်လာထည့်လာညတာတော့မြည်လာမြည်လာလားမြည်တယ်ဘယ်လိုလဲချက်လာဟင်းနဲ့ငဖယ်တုံးနဲ့ခွဲပြီးတော့ဟိုလောက်လိုက်တာတမရဟင်းချက်ပေးတယ်တမရဟိုကသူကအတုတ်တုတ်ဟောအတုတ်တုတ်ပဲတမရသွားမဲ့အိတ်ပြတော့အဲ့ဒီလဲရောက်တော့တကန်လေးရဲ့ presentation ပြင်ပြီးရအောင်နော်အဲ့တော့အသိနေအောင်ပေးပြီโอเคပြောပြအောင်ခေါ်ပြီးနဲ့ရှောက်လက်ဒီဒီကမှာပြောရင်အမတ်တွေရောအောင်ပါနော်ကျုံးလေကျုံးမတော့ငဖယ်ချက်တာတမရငဖယ်တုတ်တာဟိုညတွေကလှုပ်ထားရင်မကောင်းပါဆိုဒီတိုင်းပဲထားပြီးလုပ်တာခေါ်ပြီးလဲလီးတာအထီပါရောပြောပါဒီမှာပဲဒီမှာလာတုတ်တာညာတွေကကိုမတုတ်လာမကောင်းဆိုတော့ခေါ်ပြီးရင်ပြီးတာတယ်နောက်ပြီးတော့ရှောက်ရက်ပြီးရယ်ပြီးတော့ငဖက်တွေကိုညှက်လာတယ်ဘူးလေးနဲ့တက်စီထားလာဒီရောက်မှတမီအဲ့လိုပဲမို့ဆုံးမပြားရေးပါလို့ချက်ဒီရောက်မှတုတ်တာတမီစီရောက်တော့မှချက်တာခန်းချစ်တရားဆိုရတာချက်ထားရင်မကောင်းပါဆိုလို့ Oh my god မိုက်ရောဟို share ပဲဟောအဲ့တော့စားလို့ရပြီလားဟုတ်ကဲ့ Okay မြည်ပြီကျေးဇူးပါဘာလို့ဒီဟင်းပွဲနှစ်ပွဲကိုရွေးလိုက်တာဟုတ်တယ်ဒီလေးလေးဟွာဖြစ်တာနဲ့ပြီးရင်နည်းများလေးလုံးလို့ရတယ်အတုတ်တမျိုးဟင်းတမျိုးဆိုတော့2မျိုးလောက်ရတယ်ပါတယ်အားကြောင့်အဲ့လိုတမျိုးအချုံမုတ်တွေလည်းမကောင်းဘူးဟုတ်လားတောင်းလုံးနဲ့ဟိုဟင်းသီးချုံ
Okay. Wow. ပြောင်းတော့ ကြားစိတ်ကအားလုံးပေါင်း8300 ရှင်းအောင်တော့ဟိုကပြန်ပြီးတော့ 1900 နော် ဟိုကြိုက်တဲ့လူရှိရမကြိုက်တဲ့လူရှိရပေါ့နော်အဲ့တော့ကြိုက်တဲ့လူကတွဲစားလို့ရတယ်မကြိုက်တဲ့လူကဖယ်လို့ရပါအချင်းကြတော့ကျွန်တော်အချင်းနည်းနည်းပိုကြိုက်လူကညှစ်စားလို့ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကြတော့တက်တက်စီထားရတယ်ငရုတ်တီးစားနဲ့နှက်ထားတယ်နှက်ထားပြီးတော့မှတခြားငရုတ်တီးကိုလှော်တာတို့အဲ့ဒါကိုလှော်ပြီးမှနေထားဖိုက်ပြလိုက်အရေတောင်းအတွက်ကကြတော့အစီဟိုဟာဖြစ်ထုတ်ချင်တာဖြစ်တဲ့အတွက်ကိုနည်းနည်းကြာကြာလောက်သွားတဲ့ခါကျတော့အဲ့ဒါဟိုဖြစ်ကတနိုင်လောက်ကြာတယ်အဲ့ကောင်ရောက်လောက်တာပစုံစီရဲ့အေးလောက်လိုက်တာဟုတ်တယ်ဟင်းရည်ဟုတ်ပစုံလုံးကအစီပဲဘာမှမပါအဲ့လို Okay. I like it like tic tac toe. Every step we take is tic tac toe. ဘာသာတော့ပြော ငင်းငင်းတော့ ဘယ်နဲ့ဟိုလေ ဘဲ ဘေးရှိ သား နေ ဟုတ်တယ်ဘဲသားကြောင့်လေးဖြတ်တယ်လို့ အာ ငင်းငင်းသားကြောင့်လေးဖြတ်ဘူး ဒါပါလို့စမို့တက်လိုက်တော့ အဲကျွန်တော်ပေါင်းပြီးတော့ပြင်ပြီးတော့ကြက်ကင်လာတယ် ဟို ညီမကြတော့ဒီအသီးလေးတွေဝယ်တယ်ဝယ်ပြီးတော့အဲ့လို ပြင်မဲပါ ပြင်မလား တကွားသီးနဲ့မလာမီလေးဝယ်ပြီးတော့အဲ့လိုလေးအလှလေးစင် လှလေးပေါ့နော်မိုက်တယ်ရောအော်မင်းညာကြဒါမျိုးလေးလား ဟုတ်ကဲ့ Okay. ဒီနေ့အသား dry ဖြစ်တယ်လို့သူက fine dining ဆိုတော့တကယ်ကြီးများတော့ ဟုတ်လား ဝိုင်လေးနဲ့မှာမွေးရတော့မွေးရအဲ့ဒီဝိုင်လေးပါမရဘူး တော့မွေးရ ချက်တော်လေးကစားမှပြည့်ရတာဆိုပြောဘဲသားလည်းကျွန်တော်အတော့ချက်တာ sauce ကကြောင့်ဘယ်လိုလုပ်ထားလဲ sauce ကဟင်းကျင်သီးရဲ့ကြက်တုံရွယ်ရောကြိတ်တာကြိတ်ပြီးတော့မှရလာတဲ့အရေးစစ်တာအဖက်တွေမှာပါစစ်ပြီးတော့အရေးပဲတိတန့်ကိုပိုးထဲမှာထည့်ချူတယ်အဲ့ဒီမှာရှာလက်တာရည်ရဲ့တကြားရယ်နောက်အယောင်တင်မောက်ရယ်ပါဒီလိုချိုးပြီး အခုကိုယ်တိုင်လုပ်ထားတဲ့ဟာပေါ့ ဟုတ်တယ် ဘူးရဲ့ဟာချီတိုထည့်တာ အားလုံးပေါင်းစားတယ် ဟောကျေပဲ မိုက်တယ် sauce မိုက်တယ်ဆက်ချတာ ဆော့ကောင်း sauce နဲ့မှလည်းတော့မယ် I like it like tic tac toe. Every step we take is tic tac toe. I like you like tic tac toe. Every step. 3နှစ်ပြည့်ရမယ်စုက3စုပဲရမယ်ဘွဲရမလားဘွဲ5ဘွဲ5ဘွဲเนาะဒါသမင်းစားရင်တူတူထည့်ထားလိုက်မယ်เนาะ ပြီးတော့ကို ဟာဗီဒီယိုရိုက်ထားရင်တော့ညင်းလို့မရအောင်လှုပ်တာနဲ့ထွက်မယ်နော်ဘယ်ဖတ်နေရညနော်ည English အခရာ အားလုံးဝေးရတယ်အားလုံးဝေးရတယ် English အခရာ E နဲ့စတဲ့နိုင်ငံနှစ်ခု အင်္ဂလန် Okay နှစ်ခု 1 2 3 ရိုက် Okay ဟိုနည်းနည်းလေးရှိနေတယ် English အခရာ E နဲ့စတဲ့နိုင်ငံနှစ်ခု အင်္ဂလန် Egypt ဟောတယ်ပါမဟုတ်ဘူးစပြီဒါကိုဖတ်ပြပါပြီးကြအောင်ပါ ခေါင်းပြူကြီးလူတဲ့အိုလေးနဲ့ခေါင်းပြူလေးလူတဲ့အိုကြီး အမြန်ရုပ်ပြပါ ခေါင်းပြူကြီးလူတဲ့အိုလေးနဲ့ခေါင်းပြူလေးလူတဲ့အိုကြီး မှန်ပါတယ် Okay ဘာပေါ်မှာတိုက်ပြီးဘယ်နှတိုက်ရှိလဲ ခုနက မှန်တယ်ကွာ ဒီမှာလည်းရအောင် အမြန်ဖတ်ပြပါ တာဒီတို့တာလေးတို့တွေတော်လေးတော်တဲ့တွေတော်တဲ့တော်တောက်တဲ့ဒီဒီတူတွေ့တယ်တော့ မရဘူး မားနေရောဗျာ တိတိတူတွေ့တယ်တော့မားနေရိုက်တွေ့သွားလိုက်တော့တာလေးတို့တူတလေးတို့မှာ ရိုက်ပေါ်လာတယ်ရော တာဒီတို့တာဒီတို့တူလေးတော့တောင်တန်းတွေတက်တော့တောင်တက်တဲ့တွေ့ကြည့်တွေ့တဲ့တော့ နောက်တော့ တာဒီတို့တွေတူလေးတောင်တက်တွေတောင်တက်တော့တောင်တက်တွေ့ကြည့်တူတွေတွေ့တဲ့တော့ တောင်တဲ့တိတိဒူးတွေမဟုတ်ဘူးတောက်တဲ့တောက်တဲ့တိတိဒူးတွေရိုက်တောက်တဲ့တိတိဒူးတွေ Okay ရော တာဒီတို့တွေတွန်တေးတော်တယ်မေ
ရိုက်တော့အဲ့တော့ဂျိုင်းမစောင့်နိုင်တော့โอเคယူ တောက်တက်နဲ့တစ်တူတွေတွေ့တယ်တော့တွေ့တယ်တဲ့တော့ ရိုက်တွေ့တယ်တော့ တွေ့တယ်တဲ့တော့ တွေ့တယ်တော့ တွေ့တယ်တဲ့တော့ ရောဆိုမယ် တာတီတို့တွေတဲတော်တန်းတွေတောတက်တော့တောက်တဲ့တွေတစ်တူတွေတွေ့တယ်တဲ့တော့ โอเค good job တော်ပါဘယ်နာမည်ရင် ထင်ပေါ့ ဝင်မိုးရဲ့နာမည်ရင် လွယ်မို့ ဟော ချက်ကောင်းပွဲတူ ပွဲကိုမားတယ်ဟော အောင်းသိမှာမဟုတ်သေးလား ဟုတ်တယ် တိုက်ရိုက် ချက်ကောင်းကျိုးမကွာ yeah တော်ကွာချက်ကောင်းကျိုးမကွာတဲ့နော်အေးရှက်တော့ငို လူလူကြိုက်တော့ ရိုက် ကြိုက်တယ် လူပြိုကြိုက် လူမျိုးကြိုက်တော့ရိုက်ခလေးရှက်တော့ လူကြီးရှက်တော့ချို့ ခုနမင်းနပါရဲ့နာမည် မြေပြူရှင်နဲ့ရွာတော့ရှင် မားတယ် မြေပြူရှင် အခုကမှန်တယ်ရိုက်ရပြီဖြေလို့မရတော့တခါ အဲ့ပေးအောင်မ မပေးဘူး 39နဲ့ 30ကိုဖြေ39မင်းနတ်တွေတဲကနာမည်နပါရဲ့နာမည် မြေပြူရှင်ရဲ့အိမ်တွင်းနိုင် မှန်တယ်ဗျာဘာလို့လဲ အချုပ်က ဒီပီနဲ့စားတဲ့နိုင်ငံ3ခု English ပြင်တဲ့ ရိုက် ဘလို့ပြင်တဲ့ အင်္ဂလိပ်စကားလုံးပါဟုတ်တော့ပြင်သစ်ကတော့ပြင်သစ်ဟာလေ fresh ပြင်တဲ့ကပြင်တဲ့ဘယ်စင်းနေတာစံပြည့်ရှင်ခေါ်နေတာဒီစီတော့ညာဘာညာသာရောက်ဆုံးနေအပွင့်တော့ပြလို့ပါဘာလဲပြနော်ဘာလဲပြ